ဘလောက်အလုပ်လုပ်ခဲ့ရတယ်စဉ်းစားကြည့်ရလောကမှာအလုပ်လုပ်တဲ့ပုံကိုယ်တွေဆိုတိတ်ကြည်ညိုဖို့ကောင်းလားဒီလိုတောင်းပြီးဆိုဒါတော့ကဲရရှုတ်ချကဲရပြစ်တင်မှုတွေခံရလားမခံရဘူးလားအဲ့ဒါပဲတကယ်လောကကြီးကအဲ့ဒါပဲတကယ်နော်ကြောက်ဖို့ကောင်းတယ်အဲ့လိုဆရာတော်ကြီးကအဲ့လိုဒုတိယကဘာစစ်မှာပဲတချို့လူတွေကျောင်းမဘောလေးတွေမှတို့တဲခိုကြတယ်တဲခိုတယ်တချို့အဲ့ဒီမှာမိသားစုတစုကကျောင်းမှာလဲလက်တဲတယ်စစ်ပြေးပွားနေပေါ့နော်တဲရင်နဲ့တချင်းတွေဖွင့်တယ်ဆရာတော်ကဆူညံတာကြိုက်လားဘုန်းကြီးကျောင်းမှာလာရင်တိတ်တိတ်နေရတယ်နော်တခိုင်းမိုက်လို့အဲဆူညံလို့ဆရာတော်ကသူ့ရဲ့စာချဘုန်းကြီးကသွားပြောတယ်ဓာတ်ဆက်ပေါ့အဲ့ဒီတုန်းကမဖြစ်နဲ့ပေါ့နော်ဆူညံတာမကောင်းဘူးဆရာတော်ကြီးလည်းမကြိုက်ဘူးမဖွင့်ပါနဲ့တားမြင်နောင်းနေလေထပ်ဖွင့်တော့ဆရာတော်ရှောက်တော့ဆရာတော်သူကိုယ်တိုင်ပဲတွားလိုက်တော့တယ်ကဲအရင်နေ့ကလည်းပြောပြီးပြီတဲ့အခုလည်းဆက်ပြီးဖွင့်နေတယ်နောင်လည်းလောက်အောင်ကွယ်ကဲဒီလောက်ဆိုစကားလည်းနားမတော်ဘူးတွားတော့တဲ့အเจ้าမမနေနဲ့တော့တဲ့ပြက်လားမပြက်ဘူးလားအဲ့လိုလေပြက်သားရတယ်သာသနာပြုတဲ့ပုဂ္ဂိုလ်ဆိုတာအာမနာဘူးတတ်တော်40ကျော်ပဲရှိတယ်အဲ့ဒီချိန်ဟာနော်တတ်တော်44လောက်ပဲရှိမှာမောင်းထုတ်လိုက်တဲ့အเจ้าဟာဖျားမျက်နာပဲကြည်တာဘယ်မျက်နာပဲကြည်တာအေးမှတ်တာတကိုင်းပါလေနော်ကြောင်းတွင်းထဲမှာစူညံတာတွေမလုပ်အောင်နော်အေးမြို့ရပွဲတန်စူညံတာတွေကိုလေကြောင်းတွင်းမှာမလုပ်ရအောင်ကြောင်းတွင်းမှာလုပ်ရင်ဘာဖြစ်လဲမကောင်းဘူးလေကိုယ့်ရဲ့ဘာသာဝင်တွေကပဲကိုယ့်သာသနာအဆုံးအမကိုဖြတ်လားမဖြတ်ဘူးလားဖះမကြိုက်ဘူးနော်ဦးဇင်းတို့တိလက်ခံပါဠိတော်မှာပုထပါဒဆိုတဲ့ပရိဘာစကားတုတ်ဆိုတာရှိတယ်ပရပိုက်တွေတောင်ဘာသာကိုဦးဇင်းတို့ဗုဒ္ဓရဲ့လမ်းစဉ်ကိုလေးစားတာတွေရှိတယ်စူညံမှုကိုသူတို့မလှုပ်ရဲဘူးပရပိုက်တွေအများကြီးပရပိုက်အချမ်းရံနေနဲ့အများကြီးနေတယ်နော်အဲ့ဒီပရပိုက်ဖះရှင်ကြွလာတာနဲ့ချက်ချင်းသူပြောတယ်နော်ချက်ချင်းသူပြောတယ်အပသတ္တာဘွန်တော်ဟွန်တုငါရှင်တို့တိတ်မာဘွန်တော်တတ္တာမကထာအတန်မထွက်နဲ့နော်သမနောဂေါရမောအာဂိစတိဟာယံဂေါရမလာနေတယ်လေးစားလို့လားမလေးစားလို့လားစဉ်းစားဘာသာချားဖြစ်တဲ့ပရပိုက်တွေတော့မြတ်စွာဘုရားလာရင်သူ့ရဲ့ပြိတ္တအားလုံးကိုတိတ်နေဖို့မတိုက်တွန်းဘူးလားတိုက်တွန်းလားတခါမဲ့နော်အပတတ္တကာမောခောသောအာယစမအပတတ္တဝဏဝါဒီဒီလိုမျိုးပြောတာသူတို့ပါဠိတော်တွေမှာနော်အဲ့ဒါတခုလည်းမဟုတ်ဘူးတိလက်ခံပါဠိတော်တခုလည်းမဟုတ်ဘူးဦးဇင်းတို့မစ္စည်းမပါဏာတပါဠိတော်တွေကိုဒီတိုင်းလာတာနော်ပါဠိကဝကပါဠိတော်တွေမှာလည်းဒီလိုမျိုးလာတယ်တခါကြီးမကြီးတို့ရေဘာသာချားတွေတောင်လေးစားတယ်နော်ကိုယ့်ရဲ့ဗုဒ္ဓရဲ့အယူကိုဟုတ်ပြီလားတခါကြီးတို့မကြီးတို့ဦးဇင်းတို့ကဖခင်ရဲ့သားတော်သမီးတော်တွေမဟုတ်ဘူးလားစဉ်းစားကြည့်စမ်းဦးဇင်းတို့စဉ်းစားကြည့်ရင်ကိုယ့်ရဲ့ဘုန်းကြီးကျောင်းတွေမှာစုပွဲညံပွဲတွေလုပ်တာကောင်းလားမကောင်းဘူးနော်လုံးဝမကောင်းမင်္ဂလာဆောင်ပွဲတွေဘုန်းကြီးကျောင်းပွဲမှာလုပ်တာကောင်းလားအေးလော်ကြီးတွေနဲ့ယနေ့ခေတ်ဆိုပါလေဘောက်ကြီးတွေနဲ့ဟုတ်လားစူညံပြီးတချင်းတွေဖွင့်တာကောင်းလားအေးမတင်တော်တာမလုပ်ရဘူးနော်ဒါကြောင့်ကိုယ့်ဘာသာရဲ့အဆုံးအမကိုကိုယ်တိုင်ဖြတ်ရရောက်လားမရောက်ဘူးလားအေးအဲ့ဒါအရေးကြီးတယ်နော်စူညံပွဲတွေကျောင်းတွင်ဖျားတွင်မှာပြုလုပ်နေကြတာဟာနော်ကိုယ့်ရဲ့ဘာသာသာသနာဝင်တွေကပဲဖျားရဲ့အဆုံးအမကိုဖြတ်ပြီးတော့ဘာသာဖြတ်၍နော်ခတ်လိုက်မယ်ဟုတ်ပြီလားဒါကြောင့်မို့တခါကြီးဒီမှာဦးဇင်းတို့စီစစ်ရမယ်တုံးတက်ရမယ်ဟုတ်ပြီလားဒါကြောင့်ဖျားရှင်ဟာစူညံတာကိုကြိုက်လားအဲ့ဒီလိုမှတ်ထားပါဒါနဲ့မဟုတ်ဘူးနော်အဲ့ဒီဦးဇင်းတို့ဒီမစ္စည်းမပါဏာတပါဠိတော်မှာဆိုရင်တကုလူဓာကြီးပရပိုက်တာလေအဲ့ဒီတိုင်းပဲအချမ်းရံနေနဲ့အများကြီးနေတာအဲ့ဒီအချိန်မှာဗုဒ္ဓရဲ့တပြည့်တာဝကတထေးတူတန်ဌာနဆိုတဲ့တထေးလာတဲ့အချိန်မှာအဲ့ဒီတိုင်းပဲသူပြောတာနော်အပတတ္တဘွန်တော်ဟွန်တုတိတ်ငါရှင်တို့တိတ်ကြမာဘွန်တော်တတ္ထမကထအတန်မထွက်နဲ့ဟိုမှာလာနေတယ်ရန်ကုန်တော်မရဲ့တပြည့်လာနေတယ်ဒီလိုမျိုးအဲ့ဒါတော့တန်ဌာနဆိုတဲ့တထေးလာနေတာ तू ကဂေါတမရဲ့တာဝကတွေကလည်းအတန်ကျေတာမကြိုက်ဘူးသဘောပေါက်လောက်ဦးစင်းပြောတာအဲ့ဒါဘူးတခါကြီးတို့မကြီးကိုယ့်ရဲ့ဘာသာသာသနာရဲ့ယဉ်ကျေးမှုကိုသိဖို့မလိုပေဘူးလားအဲ့ဒါဒီသဘောပေါက်အောင်ဟုတ်ပြီနော်ကဲထားလိုက်အဲ့ဒါမျိုးလေးတွေဦးစင်းတို့တွေ့ရတောင်မြို့ဆရာတော်ကြီးอ่ะပြတ်သားတယ်ကျောင်းတွင်းထဲမှာစုညံရင်မောင်းထုတ်တယ်ကျောင်းထဲမှာစုညံရင်မောင်းထုတ်တယ်လုံးဝမကြိုက်ဘူးနော်အေးအဲ့လိုမျိုးရှိတယ်တခါကြီးတို့မကြီးတို့ကဲအဲ့လိုမျိုးဆရာတော်မျိုးနော်သာသနာအတွက်ကိုရဲဝံ့ဘယ်သူရဲ့မျက်နာမှမထောက်တာတော့ကျောင်းတကာမှမျက်နာတော့မထောက်တာ